ဒီနေ့လေကာဆာမာတယောက်က trustee pay ကနေပြီးတော့ဖုန်းပေထည့်တဲ့အခါမှာ person cashback ပြန်မရဘူး1000အပြည့်ကြီးပဲဖြတ်နေတာရက်ကြပြီဆိုလို့ပေါ့နော်ဒါလေးကိုကြုံလုံးကိုဒီနှစ်ခုကိုလာပြီးရှင်းပြတာပါတချို့ကာဆာမာတွေကကြတော့ကိုကထည့်တာကနံပါတ်တစ်ခုအရင်နံပါတ်တွေတည်းပဲဖုန်းပေတွေရောက်နေတယ်ထည့်မိနေတယ်ဆိုတဲ့လူတွေကကြတော့ဘာလို့လဲဆိုရင်ကိုထည့်မဲ့တာကနံပါတ်ကိုရေးပြီးရင်အောက်မှာလေ recharge number money man ဆိုတာလေးပါတယ်အဲ recharge number money man ဆိုတာလေးကိုနှိပ်မှသာလင်းသူကဒီလိုမျိုးကိုထည့်မဲ့ဟာရဲ့ operator ရဲ့ auto ကျလာပြီးတော့ထည့်ရမယ့်အကွက်ကလေးတွေပေါ်လာမှာပေါ့နော်အမောင်လေးတွေအဲ့ဒါကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီခုနတယောက်ဖြစ်တဲ့ဟာကြဒီပြဿနာ promotion ဆိုတဲ့နေရာမှာအဝိုင်းလေနေအောင်1000ပေါ်နေတော့ကိုသူက payment amount မှာ1000ပေါ်တော့ကို confirm လိုက်လို့ confirm ပြီး password နှိပ်လိုက်လို့စောင့်ပြီနော်အဲ promotion နေရာမှာအဲ့လိုမျိုး50 MMK ဆိုတာရဲ့ဒီ point short ဈေးကြောင့်ဒါ665ကျပ်ပဲကြာတော့တာเนาะအဲ့လိုမျိုး point short ဈေးရှိတဲ့လူတွေကတော့အဆင်ပြေတယ်မဟုတ်ရင်ကတော့သူက limit က3ချောင်း3000ပဲเนาะအဲ့ဒါပြီးရင်သူက1000အပြည့်ဖြတ်